န်ကောက်မှာ office life ကိုဖြတ်သန်းနေတဲ့မိန်းကလေးတယောက်ရဲ့တရက်တာဒီနေ့ရဲ့မနက်ကတော့ step သွားနှုတ်အောင်မလို့စိတ်အဆင်မပြေဖြစ်နေပါတယ်။နိုင်ငံခြားမှာတယောက်တည်းနေရတဲ့သူတွေအတွက်အားနည်းချက်တစ်ခုလို့ပြောမှာပေါ့။နေမကောင်းတဲ့ခါတွေဆေးရုံဆေးခန်းသွားတဲ့ခါတွေဆိုရင်မိသားစုကိုလွတ်နေတတ်တယ်။ဒါပေမဲ့လည်းအဲ့ခါတွေကြရင်ကိုအားပေးရမှာကငါတို့မှရှိတယ်။ဆိုတော့ဒီနေ့ရဲ့တရက်တာကိုလည်းကိုတိုင်းဖြတ်သန်းရမှာပဲ။ဒီနေ့သွားဆေးခန်းမှာအဆုံးနှုတ်ဖို့အတွက်မနက်ပိုင်း appointment ယူထားတာရုံမသွားခင်သွားရမယ်။ဆေးခန်းကအပြင်တစ်ခါလေးရုံသွားရမှာမလို့မနက်ကလေးကိုကပြင်ဆင်စရာရှိရပြင်ဆင်ပြီးတော့မနက်စာပြီးတော့ဆေးခန်းကိုသွားပါတယ် This is my first time to go to the clinic alone so I feel a little bit scared and nervous ဆေးခန်းရောက်ပြီးသွားမနှုတ်ခင်မှာတွေးပေါင်နေပါချိန် operation ပြီးတော့လဲဆေးတောက်ဖို့အတွက်တေချာမှပြီးတော့နောက်ထပ်ရက်ချင်းထပ်ပြီးသွားနှုတ်တဲ့ချိန်တုန်းကထုံစည်းထိုးတဲ့ချိန်လောက်ပဲနာသွားတယ်ဆေးခန်းအပြင်ကန်ဆယ်မိုးမောင်ကြတာတော့မိုးမိသွားပါပဲအဲ့နဲ့လမ်းတော့မှာဆိုင်ကယ်ကိုရက်ပြီးတော့ကားနဲ့ပဲရုံးကိုသွားရပါတယ်ပြောလို့ရှိရင် step မိုးဆိုထားတယ်သွားရလဲအရင်နာတယ်စကားမပြောနိုင်ဒါပေမဲ့လည်းဒီနေ့က event ရှိတော့ event အတွက်လိုအပ်တာတွေကိုမျိုးရဲဆိုင်ကိုသွားပြီးတော့ printing ထုတ်ရတာတွေပါတယ်လို့ရပါတယ်ဒီနေ့ရဲ့နေ့လည်စာကိုတော့သွားအရန်နာနေရနဲ့ကြာဆန် soup လေးပဲစားသွားနာနေရောဖြည်းဖြည်းချင်းစားနေရတယ်နေ့လည်စာစားပြီးတော့နောက်သက်ဆိုင်သွားဖို့အတွက်ပြင်ဆင်ပြီးတော့နောက်သက်ဆိုင်သွားဖို့လုပ်နေပါတယ်မိုးလဲတိတ်ပြီဆိုတော့ဆိုင်ကနဲ့သွားဖို့ပို့ကိုငားနေပါတယ်မြင်တဲ့အတိုင်းပဲ traffic jam ဆိုင်လဲရောက်ပြီဆိုတော့ printing ထုတ်ထားတဲ့ menu တွေကိုချိန်ဖို့အတွက် staff တွေကိုပြပြတယ်ဒီနေ့အတွက် to-do list တွေ image check ပြီးကြတော့ staff ရဲ့လိုအပ်တဲ့လုပ်တွေကိုဆက်လုပ်နေနေ restaurant manager နဲ့ခဏလေးဖို့လိုက်ပါတယ် restaurant manager နဲ့ဆိုင်မှာလိုအပ်တာလေးတွေကို communicate လုပ်ဖို့အတွက်ဆွေးနွေးတိုင်ပင်ဖြစ်ပါတယ် step သွားနေကြဆိုင်ဘက်ကတော့ office မရှိတော့ဆိုင်ထဲမှာပဲထိုင်ပြီးတော့လုပ်လို့ရအများတယ်ဆိုင်ထဲမှာထိုင်တော့တင်းတွေကိုအဲ့လိုမျိုးရှောက်အားပေးနေတတ်တယ်ဒီနေ့ညနေစာကိုတော့မြ мян ဆန်ဆန်နဲ့ခွားစွန်လေးဝယ်စားဖြစ်တယ်ခွားစွန်စားနေရပေမဲ့လူကမအီမတာနဲ့ဒီနေ့ရဲ့ events လေးတွေက catering တွေရှိမယ် private group party ရှိမယ်ဒါပေမဲ့ step အတွက်အရင်ကြီး busy ဖြစ်နေတဲ့နေ့တော့မဟုတ်ဒါပေမဲ့ဆိုင်မှာတော့ဧည့်သည်နဲ့အပြည့်ပဲမလို့အကုန်လုံးအလုပ်ရှုံနေကြတယ်ဒီနေ့ရဲ့တရက်တာတော့အချိန်ကြာဖြတ်တန်းလိုက်ရပါတယ်စီုံစင်းကန်သွားလိုက်ရတာနဲ့အလုံးမှာမိုးရိပ်မီလို့မိုးဆူဆူနဲ့လှုပ်လို့ရတာနဲ့ဟိုဘက်ဆိုင်ဒီဘက်ဆိုင်ကူးလိုက်ရတာနဲ့ပဲည9နာရီဆိုပေမဲ့လည်းလမ်းမှာလူအပြည့်နဲ့စီကားနေတော့မှာပဲဒီလောက်ပဲဆိုင်မှာတက်ကြွကြွနဲ့လှုပ်ခဲအိမ်လဲပြန်ရောက်တော့လူက energy ကိုကုန်ခန်းနေပါတယ်အိမ်ပြန်ရောက်တော့အဝတ်စားအရင်ဆုံးလဲပြီးတော့ရေကိုအဝတောက်ပါတယ်ပြီးကြတော့ step တနေ့ကုန်လိမ့်ထားတဲ့ makeup တွေကို cleansing လုပ်တဲ့ skin care တွေချာချာလေးလုပ်ဖြစ်ပါတယ် personal life vlog လေးတွေကို editing လုပ်ရင်းနဲ့ social media ပေါ်မှာခဏနေပြီးတော့ညအချိန်လေးရောက်ပြီဆိုတော့ဒီနေ့ဒီ vlog လေးကိုဒီမှာပဲဆုံးသက်လိုက်ပါတော့မယ်